Penang Province မှာရှိတဲ့ဘေးစွန်မွန်ကျောင်းမှာရှေ့ရက်တာ volunteer သွားခဲ့တဲ့ trip လေးရဲ့ vlog ပဲဖြစ်ပါတယ်ပေါ့နော်ဒါကိုကျောင်းကနေပြီးတော့အစားဆုံးစီစဉ်ပေးရဖြစ်ပါတယ်ဒါကားပေါ်တက်ဖို့စောင့်နေရဖြစ်ပါတယ်ကားဝယ်ပါပြီဒါကားမှာကျွေးတဲ့ထမင်းကြော်ပေါ့နော်တအောင်တော့ရောက်ပြီအောင်တော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့ဇာကနေထွက်နေပြီလေဟာကြီးကိုမဇာကနေကိုထွက်နေပြီလေမဇာကနေကိုရောက်ထွက်နေပြီတော့က14ပဲရှိသေးရဲ့ဒါအောက်ပဲပေါ်တက်ရအောင်အခုမှအောက်ပဲရှိသေးရဲ့ပေါ့နော်ခုမနက်9နာရီကျော်ကောင်းမှာ12နာရီ14နာရီတော့ရှိသွားပြီnice တမချာ14ခေါနောက်ဆုံးလေး bus stop ပေါ့နော်ဒီမှာခဏရပ်ပြီးဒုက္ခအချိန်မီတက်တော့မှာပေါ့အေးရတော့မေးရရိုက်နေတော့အေးရကြီးတော့အေးရလားဒီလိုအေးရကြီးကိုတုံမပြင်လာခဲ့မိဘူးပေါ့နော်ဟိုအခုဒီတော့ပါတယ်ဒါပေမဲ့ဒီကောင်ပါနေရသူကြည့်အောင်ဝန်းကြီးကညူကြီးရဲ့ဟုတ်ပါလေကြီးပါဒီတက်စီတွေဟိုကတော်ဆိုးရယ်ပြီးတော့ဒီမှာဒါဟာတောင်အောက်ပဲရှိသေးရပေါ့တောင်ပေါ်တက်ဖို့ကြံနေရတယ်ဒါပေမဲ့သူတို့ကတော့ဒီမှာတန်နိုင်လောက်နားပဲပေါ့နော်ကော်ဖီရောညာတောက်ရှင်စားရောမစားရစားရောအဲ့လိုတော့ပြောထားရပေါ့နော်ဆိုတော့တော်အေးမိုက်တော့မိုက်တယ်အောင်မတော့ဒီထက်ပိုရေးပဲလို့ပြောရပေါ့နော်ဆိုတော့တွေ့ကြတော့ခုပေါ့တွေ့တဲ့အထူတွေကလက်ကိစ္စမှာဆိုတော့ကားအောက်ထဲရောက်နေတာဘိုင်ထဲရောက်နေတာဟိုကအပါလေးနဲ့ပဲနေနေရတယ်ဟာဒီမှာအဲ့လိုသူ့ချင်နေပေါ့နော်ဒါပေမဲ့ဒီကားကြီးတွေကလာတဲ့ကားကြီးတွေဒီကားရဲ့ဟိုကားရဲ့နှစ်စီးစုပါမင်းည4နာရီခွဲကျော်တော့ကအကြောင်းထောက်တာဆိုတော့ခု9နာရီစမ်းတာ90ရတော့ဒီမှာချိန်တွေကဟိုဒီထုတ်ပလိုက်ရပြီလက်ကိစ္စတွေကနေပြီးတော့နေရာတော့ဒါအေးလိုက်ပြည့်တော့ truck ကားကြီးနဲ့တက်မှာဆိုတော့ truck ကားတွေကဘယ်လိုလာအောင်ပဲမသိကနေဟိုဒီထုတ်ပလိုက်ပြီးတော့လဲလိုက်ပြီးတော့နော်ခုကားကြီးစောင့်တယ်လဲဖို့စောင့်တယ်ဒါသူပတ်ဝန်းကျင်မှာတွေ့ရတဲ့ site ခင်းလေးတွေပေါ့နော်ဒါအုတ်သေးကြောက်ကားပေါ်ပစ္စည်းတွေတင်ပြီးတော့နောက်လာပုံးမဲ့ကားကိုစောင့်နေတာပေါ့နော်အဲကားကြီးနဲ့ဒါတောင်ပေါ်တက်ဖို့ကိုအစဉ်စဉ်ဖြစ်နေတဲ့အုပ်စုပေါ့နော်အကုန်လုံးနေရာယူပြီးတော့တက်တော့ရတော့မယ်ဆိုတော့စတက်နေပါပြီအတက်ကတော်ရရပေါ့နော်မြို့လေးဆိုင်ပြီးပတ်ဝန်းကျင်ကလည်းတကယ်လှတယ်ဒါပေမဲ့ပြဿနာကပါလေဆိုတော့ကားမိုးသွားတာပေါ့နော်ကားမိုးသွားတာလည်းအိတ်လိုက်တာပေါ့နော်အိတ်ကြောင်းရောက်မှပဲနိုးတော့တာဆိုတော့မမသိပြီးတော့မရိုက်ဖြတ်လိုက်ဘူးနည်းနည်းလေးတစ်ခါသားလေးပဲရိုက်ဖြတ်လိုက်တယ်ပေါ့နော်ဟာ view point အောင်မှာview point ရဘာမှမရှိပါဘူးဒါပေမဲ့ဒါလေးပဲအဲ့တော့မှာ我出来过来要不来想，还在。你过来就拿来。ဒါကြကျွန်တော်တို့ဘယ်စွန်မကျောင်းရောက်ပြီပေါ့နော်ရောက်ခါစမှာတော့အရင်ကြီးမအေးတော့ဘူးပေါ့နော်ဒီတိုင်းပဲနေတာထိုင်တာရှိတဲ့အခြေအနေတစ်ခုတော့ရောက်နေပြီပေါ့နော်အဲ့မှာနောက်မှာကျွန်တော်တို့ဒါအိပ်ရတဲ့ရှေ့အိပ်ရတဲ့ sleeping bag လေးပေါ့နော်ဒီနေ့ကတတိတာပြီးပေါ့နော်ဘာလို့ ရလဲဆိုတော့အဲကျောင်းဆောင်ထဲမှာရှိတဲ့အုတ်ကန်ကိုဖြိုးရတယ်ပေါ့နော်အရေးကန်ပေါ့ဟို compactor တွေပါနေဖြိုးပြီးတော့တော်ပြီးပါတယ်အကုန်လုံးပြီးတော့ဖြိုးပြီးတော့အခု
ရေချိုးဖို့အလဲကျဆောင်မယ်ဆိုရင်လည်းစီခဲနေရေချိုးဖို့ကတခန်းစာတော့ပဲရှိရဆိုတော့အဲ့မှာရေချိုးအလဲကျထိုင်ဆောင်နေလိုလဲဆုပ်ပြတ်တန်နေမဲတဲနေဆုပ်ပြတ်တန်နေရေချိုးပြီးတော့ညစာကတော့ဒီတွားတဲ့အဖွဲ့တွေက welfare team ရဲ့လက်ဆန်းပြတော့စားမှာပေါ့နော်ဒါတော့ညဘက်မီလောင်ရင်းနဲ့အခင်းစားကြပါကြအချမ်းတက်တောင်လုပ်တဲ့နေရာဖြစ်ပါတယ်ဒီက day 3ရောက်သွားပြီပေါ့နော် day 3မှာကအခုလေ့ကျင့်ခန်းတော့ကြာကွဲနေပါပေါ့နော်ဆိုတော့ကြိုက်တယ်တော့ကြိုက်ခဲနေပြီဒီဆိုင်လေးကအကြောင်းသားမှာရှိပြီးတော့ဈေးလဲတတာတယ်တောက်လို့လဲကောင်းတဲ့ဆိုင်အေးဆိုင်လေးပေါ့နော်အဲ့မှာကျွန်တော်တို့တော့ဖြစ်ကြတယ်ပေါ့နော်ဒါလေးကတော့အကြောင်းသားကပြင်ခွင့်လေးပေါ့နော်တောင်းလေးနဲ့ချောင်းလေးနဲ့ပေါ့ဒါနောက်လေးမနက်ပေါ့နော်အဲ့မှာကလေးလေးကိုပျော့အောင်ပေါ့နော်ခွင်းထဲမှာကားပြကြတာပေါ့နော်ကျွန်တော်တို့တော့ဝင်မကားတော့ပေါ့နော်အဲ့ဒီကကြိုက်ခဲနေရဆိုတော့ဒါပေမဲ့ပေးရနေပဲရကြည့်နေတော့တယ်ဒါကထိုင်းနိုင်ငံရဲ့ကလေးများနေပေါ့နော်။ကျောင်းမှာကလေးတွေတပြပွဲရှင်ပွဲလုပ်ပြီးတဲ့နေပေါ့နော်။မှာကလေးတွေပြောကြပါကြပေါ့။ဒါဘာမှမဟုတ်ပါဘူးညနေဘက်မှာနားလို့ရေချိုးကန်ဒီကောင်းကင်လိုင်းလို့ရိုက်ထားတဲ့ clip လေးပေါ့နော်။ဒီနေ့က day 3နောက်ဆုံးday 4ဖက်ထားမလို့ရောက်သွားနောက်ဆုံးနေ့ပေါ့နော်အကုန်တော့ပြီးသွားတယ်။ကျွန်တော်တော့ပြီးသွားတယ်ပေါ့နော်။မင်းနေတာဒါကျောင်းသားမှာရှိတဲ့စမ်းချောင်းလေးစီကိုတောင်းနေတဲ့လမ်းမှာဖြစ်ပါတယ်ဒါနောက်ဆုံးပိတ်ရကခွာဟိုပါပေါ့ဗါလဲချောင်းအဲ့နားချောင်းကိုသွားဖို့အတွက်ဆင်းနေကြပါတော့ဒါကျောင်းသားကချောင်းလေးစီကိုရောက်ပြီပေါ့နော်ဆိုတော့ပဝန်းကျင်ကလည်းတာယာပြီးတော့တော်တော်လေးလာတယ်ပေါ့နော်ဒီမှာ rafting ဘာညာလုပ်လို့လည်းရပြီမယ်ကျွန်တော်က rafting က600ပေးရမှာဆိုတော့မလုပ်ဖြစ်လိုက်ဘူးဒီနားဆန်းချောင်းလေးစီကိုပဲဒီတိုင်းပေါ့နော်ရေစိမ်ရေဆော့ဖို့အတွက်ပဲလာလိုက်ကြတယ်ပေါ့နော်ချောင်းရေကတော်တော်လေးအေးပြီးတော့တော်တော်လေးလည်းမိုက်တဲ့နေရာလေးတစ်ခုဖြစ်တယ်ပေါ့နော်ဒါကတော့ဟိုရေစင်ရေဆော့ပြီးတော့ချောင်းစီကိုပြန်သွားနေတဲ့အပြန်လန်းဖြစ်ပါတယ်။ဆိုတော့ညနေဘက်လည်းရောက်သွားပြီဆိုတော့နည်းနည်းပို့ပြီးတော့လည်းအေးစားပြူလာပြီးပြပဝင်းချင်းကလည်းတော်တော်လေးလာတယ်ပေါ့နော်။နောက်ဆုံးညဆိုတော့ဒီမှာ team leader တွေကလည်းနှုတ်ဆက်စကားပြောပြီးတော့နောက်ဆုံးမီတင်ပေါ့နော်အဲ့ဒါလုပ်နေရဒါအကောင်လုံးပြီးသွားလို့ပေါ့နော်ဆက်ကြီးကိုပြန်သိမ်းဖို့အတွက်စီနီယာတွေကဝိုင်းပြီးတော့တွန်းနေကြတာပေါ့နော်ဒါအတူပကိစ္စံအဖွဲ့ပါJust make sure that you walk up. Walk. နောက်ဆုံးရက်ပေါ့နော်နောက်ဆုံးရက်ဆိုပြီးသားကြီးဆလာလောင်းတာပါညာဒီမှာနောက်သားကောင်လေးဆလာလောင်းတာရယ်ရှစ်တုတ်ထားရယ်မလားရှစ်တုတ်ထားရယ်ကမ္ဘာနေပြင်တယ်ပေါ့နော်အဲ့လောက်ထားရယ်ပေါ့နော်ဒါပဲဒီနေ့ကတော့ဒီဘဲဆုံးမအကြောင်းကို volunteer trip လာတဲ့
9ရက်9ရက်နေ့ကလာဆို969 969 8 9 10 8ရက်ခီးစဉ်နေပြီးပါပြီဟဲ့ပြန်မခက်ခဲအများကြီးနဲ့လက်တွေလည်းကိုက်နေတော့တကယ်အဲ့ concession ကြီးကတကယ်ဆင်ပြေဘူးပေါ့နော်တော်တော်ဆိုးတယ်ပြန်မန်းတော့ပေါ့နော်ပြီးတော့ပြီကောဒါတော့ပြန်ဆင်းနေပြီပေါ့နော်ဘလာတော့လူကားကြီးနဲ့မဟုတ်ဘဲနဲ့အမိုးပင်ကားကြီးနဲ့ဆိုလေလေတိုက်တယ်တော်တော်လေးအေးတယ်ပေါ့နော်ဒါပေမဲ့တကယ်အမှတ်တရပါပဲပဝန်းကျင်ရှုခင်းနေကိုလည်းတခြားကြည့်လို့ရတယ်ပေါ့နော်ဒါတော့အလင်းကောက်တွေနဲ့တက်အစင်းတွေများပြီးတော့နေထိုးပြီးတော့ပဝန်းကျင်ရှုခင်းနဲ့ကြည့်လို့ကောင်းတဲ့ကျွန်တော်တို့ရဲ့အစင်းခရီးစဉ်ပဲဖြစ်ပါတယ်ဒါတော့အစင်းမှာကျွန်တော်တို့ရက်ပြီးတဲ့ short pit ဆိုခေါ်တဲ့နေရာလေးပေါ့နော်အဲ့နေရာလေးမှာကစားလောင်ကန်ထွက်တဲ့နေရာဆိုတော့ကျွန်တော်အဲ့မှာဆိုရင်စားနဲ့ပေါင်ထားတဲ့ကျုပ်လာမျိုးတွေနောက်ကွက်တီကိုလည်းကောင်းတယ်ပေါ့နော်နောက်ပြီးတော့ကောင်းချင်းပေါင်းတွေအဲ့လိုမျိုးလေးကြားတဲ့နေရာလေးပေါ့တော်တော်လေးလည်းလှတယ်စားစရာကြီးလည်းစားလို့ကောင်းတယ်ပေါ့နော်ဒီနေရာလေးကလည်းကျွန်တော်တို့ကိုအစင်းလမ်းမှာရပ်ပြီးနောက်ထပ် view point လိုနေရာလေးတစ်ခုပေါ့နော်တောင်တန်းနေနဲ့တကယ်ကိုလှပြီးတော့တော်တော်လေးတက်ပိန်လို့ကောင်းတဲ့နေရာလေးတစ်ခုပေါ့နော်ကျွန်တော်ကတော့အိမ်မှာကားဘူးလာနဲ့ဘာမှမရိုက်ဖြစ်လိုက်ဘူးပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်မှလည်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ content လေးတွေကိုလည်းဖန်တီးပေးသွားပါဦးမယ်ဗျာအားလုံး good night ပါ